ခုံလေးကိုသုံးပြီးလုပ်လို့ရမယ်ပိုင်းလေးချင်းရလေးပြပေးပါမယ်ဒူးနာတဲ့လူတွေအောက်မှာမထိုင်နိုင်တဲ့လူတွေအတွက်ဆိုရင်လည်းအဆင်ပြေပါတယ်ခုံလေးကိုသုံးပြီးလုပ်လို့ရမယ်ပိုင်းလေးချင်းရလေးပြပေးပါမယ်ဒူးနာတဲ့လူတွေအောက်မှာမထိုင်နိုင်တဲ့လူတွေအတွက်ဆိုရင်လည်းအဆင်ပြေပါတယ်ဒီမှာအရေးကြီးတာခုံလေးကတော့ခိုင်ဖို့လိုပါတယ်နော်ကိုယ့်ရဲ့ body weight ကိုခိုင်နိုင်မဲ့ခုံလေးခိုင်တဲ့ခုံလေးကိုရွေးပေးပါပထမဆုံးခုံလေးကိုတေချာကင်ထားမယ်ကိုလေးနည်းနည်းနောက်လေးစုပ်မယ်ရင်ဖွင့်ပိုက်ချက်ခြေထောက်လေးရှင်းနေတိုးထားမယ် ready တိုက်လေးညှစ်ပြီးမှတက်မယ်1 2 3 4 5 6 7 8 9 1 1 2 3 4 5 6 7 8 9 2ဒါလေးကို20 3ကြော့လုပ်ပေးပါနောက်တစ်မျိုးကတော့လက်လေးကိုဘေးဆန်းထုတ်ထားပါခါလေးမတ်ပိုင်းလေးချက်ရင်ဖွင့် ready go 1 2 3 4 5 6 7 8 9 1 1 2 3 4 5 6 7 8 9 2ဒါလေးကိုလည်း20 3ကြော့လုပ်ပေးပါနောက်တစ်မျိုးကတော့လက်လေးကိုခေါင်းမှာရှက်ထားပေးပါဟာလေးမမယ်ရင်ဖွင့်မယ်ပိုင်းညဖို့မမိပါနဲ့ crossing ready go 1 2 3 4 5 6 7 8 9 1 1 2 3 4 5 6 7 8 9 2ဒါလေးကိုလည်း20 3ကြော့လိုက်လုပ်ပေးကြည့်ပါနော်အားလုံးကျမပြည့်ရှင်ကြပါစေ